ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ MT Horror Story မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီဗီဒီယိုလေးကို YouTube ကနေကြည့်နေတဲ့ဆိုလို့ရှိရင်တော့ VPN ခံပေးကြဖို့နဲ့ Facebook ကနေကြည့်နေတဲ့ဆိုရင်တော့ Like and Follow လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေရှင်။လွန်ခဲ့တဲ့3ရက်လောက်ကကြည်ပြားနဲ့မင်းထက်တို့နှစ်ယောက်ဆေးစားလိုက်ကြပါတယ်။နှစ်ယောက်စလုံးကတက္ကသိုလ်တစ်ခုထဲမှာအတူတူစာသင်နေရင်းနဲ့တွေ့ကြတာပါအဲ့ဒီမှာပဲအချင်းချင်းကြိုက်နဲ့တိုက်ကြပြီးဆေးစားလိုက်ကြတာပါတက္ကသိုလ်ရဲ့ကန်တင်းမှာထိုင်ပြီးနှစ်ယောက်စလုံးကတယောက်ကိုတယောက်ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေကိုပြောနေခဲ့ကြပါတယ်ကြောင်းပြီးသွားတဲ့အချိန်မှာလည်းနှစ်ယောက်စလုံးကအရန်ကိုကောင်းတဲ့နေရာအသီးသီးမှာအလုပ်တွေရသွားကြပါတယ်နှစ်ယောက်စလုံးမင်္ဂလာဆောင်ပြီးနောက်မှာတော့ကုမ္ပဏီကသူတို့ကို9နှစ်အတွက်နိုင်ငံခြားကိုပို့ဖို့စီစဉ်ထားကြပါတယ်မင်္ဂလာဆောင်ရဲ့ပွဲတွေအားလုံးကိုမင်းထက်ရဲ့ရွာမှာလုပ်မယ်ဆိုပြီးဆုံးဖြတ်လိုက်ကြပါတယ်။သူတို့နှစ်ယောက်စလုံးရဲ့ဘဝမှာအရာအားလုံးအဆင်ပြေချောမွေ့နေခဲ့ပါတယ်။အဲဒီနေ့ညကြည်ပြားကမင်းထက်ကိုဖုန်းမှာစကားပြောနေခဲ့ပါတယ်။အဲဒီချိန်မှာလူတွေအများကြီးခလေးတွေရောပါတယ်။အဲဒီလူတွေအားလုံးကကြည်ပြားကိုလာပြီးကြည့်နေကြတယ်လို့ခန်းစားလိုက်ရပါတယ်။အဲဒီလူတွေအများကြီးကိုတွေ့လာရတဲ့အတွက်ကြည်ပြားတယောက်အရန်ကိုထိတ်လန့်သွားပါတယ်။သူမလက်ထဲကနေဖုန်းကလွတ်ကျသွားပါတယ်။မင်းထက်တယောက် Hello လို့ပြောနေခဲ့ပါတယ်။ကြည်ပြားလည်းဂရင်ပေါက်နာကိုထသွားကြည့်တဲ့အချိန်မှာအဲ့ဒီမှာဘယ်သူမှရှိမနေခဲ့ပါဘူးကြည်ပြားကလည်းသူထင်အောင်ထင်မှာဖြစ်နေတာလို့ပဲထားလိုက်ပါတယ်ဖုန်းပြန်ကောက်ကင်လိုက်ပြီးမင်းထန်းတဲ့စကားပြောနေခဲ့ပါတယ်နင်းဘဲကိုပြောက်သွားတာလေငါဟယ်လိုလုပ်နေတာတော်တော်လေးကိုကြားပြီဟိုဖုန်းလက်ကနေလှုပ်ကျသွားလို့ပါမင်းချက်ရဲ့နောက်နေညရောက်တဲ့အခါမှာလည်းကြည်ပြားတယောက်အလိုထူးဆန်းတာကိုထပ်ပြီးကြုံတွေ့ရပါတယ်သူမအိတ်တော့မယ်ဆိုပြီးအိယာပေါ်မှာလှည့်ချလိုက်ပါတယ်အဲ့ဒီချိန်မှာသူမရဲ့နားထဲမှာဘုံတန်ဆိုင်းတန်တွေအကျဉ်းကြီးကြားလိုက်ရတယ်။အဲ့ဒီအတန်တွေကအရန်ကိုကျဲလောင်လွန်းတာကြောင့်ကြည်ပြားတယောက်နားတောင်ပိတ်ထားရပါတယ်။ကြည်ပြားတယောက်လုံးဝနားမလဲနိုင်ဖြစ်နေခဲ့ပါတယ်။ဒီဘုံတန်ဆိုင်းတန်တွေကဒီအချိန်ကြီးဘယ်ကနေကြားနေရတာလဲ။သူမလည်းဂရင်ပေါက်အပြင်ဘက်ကိုသွားပြီးကြည့်လိုက်တဲ့အချိန်မှာအရာအလုံးကတိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ခဏနေတဲ့အချိန်မှာတော့ခွေးဟောင်တန်တွေကိုလည်းကြားလိုက်ရပါတယ်။ခဏနေတဲ့အချိန်မှာတော့အတန်တွေကပြောင်းလဲသွားပါတယ်။မတိလို့ရှိရင်လူတွေအများကြီးကစုယုံပြီးငိုနေကြတယ်လို့မျိုးပေါ့သူမရဲ့နှလုံးခုန်တန်တွေမြန်လာပါတယ်လက်ဘေးတွေကအရန်ကိုခြောက်ကပ်လာပါတယ်အဲ့ဒါနဲ့ကြည်ပြားကလည်းအပြေလွာပဲမိဖို့ကြောင့်နဲ့ကိုရေတောက်မယ်ဆိုပြီးဝင်သွားပါတယ်ရေပိုက်ကိုဖွင့်ပြီးတော့အောက်မှာခွက်ခံထားလိုက်ပါတယ်ပြီးရတဲ့အသက်ရှူတန်းတစ်ချက်ထဲနဲ့ရေကိုအကုန်မောတောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာရေရဲ့အပေါ်ဖုံးကိုသူမမြင်လိုက်ပါတယ်အဲ့ဒီမှာပြက်နေတဲ့လက်ချောင်းတွေအများကြီးကိုတွေးလိုက်ရပါတယ်ဒါကိုမြင်လိုက်တဲ့အချိန်မှာအရန်ကိုယွန်းစရာကောင်းသွားပါတယ်။သူမအန်ချလိုက်ပါတယ်။ပြီးတာနဲ့အတန်အကျဲကြီးអော်လိုက်ပါတယ်။ဒါဘာဖြစ်နေရလဲ။သူမអော်နေခဲ့တယ်ဒါပေမဲ့သူမရဲ့ပါးစပ်ထဲကနေလုံးဝအတန်ထွက်မလာခဲ့ဘူး။အဲဒီချိန်မှာသူမနားတဲ့နောက်ထပ်ဘုံတွေဆိုင်းနေတီးနေတဲ့အတန်တွေကြားလိုက်ရပြန်ပါတယ်။သူမလည်းနားကိုခပ်ပြင်းပြင်းလေးပိတ်ထားလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအတန်ကပိုပြီးကျေလောင်လာတယ်ပိုပြီးကျေလောင်လာခဲ့ပါတယ်။ကြည်ပြားကနားတွေကိုပိတ်ထားခဲ့ပါတယ်။သူမရဲ့လက်မှာသွေးတွေပေးနေခဲ့ပြီ။အဲ့ဒီမြင်ကွင်းကိုတွေ့တဲ့အချိန်မှာတော့သူမအဲ့ဒီနေရာမှာပဲလဲကျသွားပါတယ်။နောက်နေမနက်မိုးလင်းတဲ့အချိန်မှာတော့သူမနိုးလာပါတယ်။အဲ့ဒီချိန်မှာသူမအိပ်ရပေါ်မှာအိတ်နေခဲ့တာကိုသိလိုက်ရပါတယ်။အခုချိန်ထိညကအဖြစ်ဖြက်တွေအားလုံးကိုသူမရဲ့မျက်စိရှိမှမြင်နေရပါတယ်။ဒါတွေအားလုံးငါနဲ့ဘာတွေဖြစ်နေတာလဲဆိုပြီးသူမတွေးလိုက်ပါတယ်။မနေ့ညကဖြစ်ပျက်ခဲ့တာတွေအားလုံးကဘာတွေလဲ။ငါကမိဖို့ကြောင့်မှရှိနေခဲ့တာပါ။အိပ်ရပေါ်ဘသူကလာတင်ပေးသွားတာလဲ။ဒါတွေဘာတွေဖြစ်နေရလဲ။သူဒါရီအားလုံးတွေးနေတဲ့အချိန်မှာပဲသူမမေကသူ့ကိုနှိုးဖို့အတွက်အခန်းထဲကိုဝင်လာခဲ့ပါတယ်။ဘယ်အချိန်ထိအိတ်နေအောင်မှလဲသမီးလေးရဲ့သမီးအဖေမနှက်စာစားဖို့အတွက်အောက်မှာစောင့်နေပြီ။သူမလည်းခြေလက်မျက်နှာတစ်ပြီးတော့စပွဲပေါ်မှာလာထိုင်ပါတယ်။သူမအဖေကသူမကိုစောင့်နေခဲ့ပါတယ်။ကြည်ပြားမေကလည်းသူမအကြိုက်ဆုံးမနှက်စာကိုပြင်ဆင်ပေးထားပါတယ်။အဲ့ဒါကိုတွေ့တဲ့အချိန်မှာတော့သူမပိုးပြီးဘိုက်စားလာပါတယ်။သူမလည်းပထမဦးဆုံးတလုံးစားမယ်ဆိုပြီးတော့ပကံနဲ့လက်ထည့်လိုက်ပါတယ်ပကံထဲမှာစားစရာတွေနေရာမှာပြတ်နေတဲ့လက်ချောင်းတွေကိုထပ်ပြီးတွေးလိုက်ရပါတယ်။ဒီတစ်ခါလက်ချောင်းတွေကပိုပြီးများနေပါတယ်။အဲ့ဒါကိုတွေးတဲ့အချိန်မှာတော့ကြည်ပြတယောက်အရန်ကိုអော်လိုက်ပါတယ်။ဖေပကံကြည့်ပါဦးဘာတွေလဲ။ဖေပကံထဲမှာကြည်ပြအဖေကမေးလိုက်ပါတယ်။ဘာဖြစ်လို့လဲသမီးရဲ့ဘာရှိလို့လဲပကံထဲအဲ့ဒီအချိန်မှာကြည်ပြကပြောလိုက်ပါတယ်။ဖေပကံထဲမှာပြတ်နေတဲ့လက်ချောင်းတွေအများကြီးပဲ။ဒါပေမဲ့ပကံထဲမှာသမီးကြိုက်တဲ့မနှက်စာပဲရှိတာပါသမီးရဲ့ကြည်ပြကလည်းပကံကိုထပ်ပြီးတတိတခြားကြည့်လိုက်ပါတယ်။ဒါပေမဲ့ပကံပြားထဲမှာတကယ်ပဲမနှက်စာပဲရှိနေခဲ့တာပါအချိန်ကြာလာတဲ့အမျှကြည်ပြရဲ့အခြေအနေကလည်းဆိုးရွားလာပါတယ်သူ့အဖေနဲ့အမေနှစ်ယောက်စလုံးကလည်းသူ့သမီးလေးဘာဖြစ်နေလဲဆိုတာကိုလုံးဝနားမလည်နိုင်ဖြစ်နေခဲ့ကြပါတယ်အဲ့လိုနဲ့တညမှာတော့ကြည်ပြကိုမင်းထက်ကဖုန်းခေါ်နေခဲ့ပါတယ်ဒါပေမဲ့ကြည်ပြတယောက်လုံးဝသတိမရှိပါဘူး
ရုတ်တရက်ပဲဖုန်းကိုသူမကြည့်လိုက်မိပါတယ်ဖုန်းစခရင်ပေါ်မှာမင်းထက်ဖုန်းခေါ်နေသည်ဆိုပြီးတော့ဖြစ်နေခဲ့ပါတယ်ကြည်ပြားကလည်းဖုန်းကိုကောက်ကင်လိုက်ပါတယ်ဖုန်းကိုကိုင်လိုက်တဲ့အချိန်မှာပဲမွေးတကောင်ဖြစ်ပြောင်းလဲသွားပါတယ်ကြည်ပြားကလည်းချက်ချင်းဖုန်းကိုခက်ဝဲဝဲကိုပြစ်လိုက်ပါတယ်ပြီးတော့နဲ့အတန်အကျဲကြီးអော်လိုက်ပါတယ်သူမရဲ့အဖေနဲ့အမေကလည်းပြေးပြီးရောက်လာခဲ့ကြပါတယ်ကြည်ပြားကလည်းအတန်အကျဲကြီးអော်ပြီးပြေးဖတ်လိုက်ပါတယ်ကြည်ပြားကဖုန်းကိုကိုင်လိုက်ပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့မင်းထက်ကလည်းကြည်ပြားអော်တဲ့အတန်ကိုကြားလိုက်ပါတယ်နောက်နေ့ရောက်တဲ့အချိန်မှာတော့ချက်ချင်းပဲကြည်ပြားတို့အိမ်ကိုလိုက်လာပါတယ်အဲ့ဒီရောက်တဲ့အချိန်မှာတော့ကြည်ပြားရဲ့အကြောင်းတွေအားလုံးကိုသူကြားလိုက်ရပါတယ်မင်းထက်ကလည်းကြည်ပြားကိုစေးရုံကိုခေါ်သွားလိုက်ပါတယ်ဒါပေမဲ့ဘာမှထူးခြားမလာပါဘူးအဲ့ဒီအချိန်မှာကြည်ပြားရဲ့အဖေကမင်းထက်ကိုပြောလိုက်ပါတယ်ကြည်ရတာအမှောင်ပယောဂတွေဘာတွေများငါသမီးလေးထိထားလားမသိပါဘူးအမှောင်ပယောဂဘာကြီးလဲသားလေးရေဒါတရေတွေတစေတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပဲမင်းထက်ကလည်းကြည်ပြားဖေပြောတဲ့စကားကိုအတိမမှတ်ပါဘူးဒါပေမဲ့ကြည်ပြားဖေကလုံးဝလက်မခံဘဲနဲ့သူတီးတဲ့အောက်လန်းဆရာတယောက်ရှိကိုခေါ်သွားမယ်တကယ်ကယ်လုံးနေပါတယ်နောက်ဆုံးမှာတော့မင်းထက်ကလည်းမတက်နိုင်ပဲသူ့ကိုယ်တိုင်လိုက်ပို့ရပါတော့တယ်ကြည်ပြားရောက်သွားတဲ့အချိန်မှာတော့အရီကအောက်လန်းဆရာကြီးကခွေးတကောင်လိုမျိုးရှူပါတော့တယ်ပြီးတဲ့အချိန်မှာပြောပါတယ်ဒီမိန်းကလေးအခုထိဘာလို့အသက်ရှင်နေလဲဆိုတာကိုငါတော့တန်တရားဖြစ်နေတယ်အောက်လန်းဆရာရဲ့စကားကိုကြားတဲ့အချိန်မှာတော့မင်းထက်လည်းအရန်ကိုအံ့ဩတုန်လှုပ်သွားပါတယ်ပြီးတာနဲ့ပြောပါတယ်ခမရဘာတွေလျှောက်ပြောနေရလဲအဲ့ဒီအချိန်မှာအောက်လန်းဆရာပြောပါတယ်မင်းထက်မင်းကိုမင်းဘာထင်နေလဲတရေတွေတစေတွေနေတယ်ဆိုတဲ့လောကကြီးကိုမင်းကရည်စရာလို့များထင်နေသလားမင်းအကုန်သိတယ်မလားကြည်ပြအခုဖြစ်နေတဲ့ကိစ္စတွေအားလုံးကမင်းကြောင့်ပဲဆိုတာအဲ့ဒီနောက်မှာတော့အောက်လန်းဆရာကအားလုံးကိုအကြောင်းစုံပြောပြပါတယ်မင်းထက်ရဲ့ရွာမှာဒလေထုံးစံတစ်ခုရှိတယ်အဲ့ဒါကမင်္ဂလာဆောင်မယ်ဆိုလို့ရှိရင်အမြဲတမ်းအောက်တိုဘာ30ရက်နေ့ကျမှပဲမင်္ဂလာထမ်းစင်ကထွက်ရတယ်တကယ်လို့အဲ့ဒီစီကံကိုချိုးဖောက်မယ်ဆိုလို့ရှိရင်မကောင်းတဲ့အရာတွေအများကြီးဖြစ်သွားလိမ့်မယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီနောက်မှာမကောင်းတဲ့ဝိညာဉ်တွေသစေတွေနာနာဘဝတွေအများကြီးရဲ့လက်ခွက်တွေရှိနေလို့ပဲဒီလောကကြီးမှာလှုပ်ဝက်ချက်တွေအများကြီးမင်းတို့ငါတို့မသိတာတွေရှိတယ်သစေတွေတရေတွေနာနာဘဝတွေစောင်းမတွေအဲ့ဒီလောကကြီးကတကယ်ကိုရှိတယ်ဒါတွေအားလုံးကစိတ်ကူးရင်ပုံမြင်မဟုတ်ဘူးသိပ္ပံပညာရှင်တွေတောင်မှနှစ်ပေါင်းများစွာကလေးကဒါတွေကိုလေ့လာစမ်းစစ်နေကြတယ်တချို့ကဒီကိစ္စကိုရအောင်ယုံကြည်ကြတယ်တချို့ကျတော့လုံးဝမယုံကြည်ဘူးမင်းထက်ကအဲ့ဒီတဲကတယောက်ပေါ့တရေတွေတစေတွေကိုစာနာဖို့အတွက်အရှိဆုံးကနေနေတဲ့သူရွာဒလေထုံးစံတွေအားလုံးကိုကန့်လန့်တိုက်ရတာမင်းအရန်ကိုပြောနေလားတရေယောက်ကသူ့ကိုဓာရီအားလုံးမလုပ်ဖို့တားလို့ရှိရင်လေရွာသားတွေအားလုံးကိုသူကပြောတယ်မင်းတို့တွေအားလုံးဓာရီပဲလုပ်နေကြအဲ့ဒါကြောင့်အခုထိရွာတွေကလဲတွေတောတွေထဲမှာပဲနေကြရတာအခုကြည့်လေငါဘယ်ကနေဘယ်အထိအောင်မြင်နေပြီလဲနောက်ထပ်ရက်နေငယ်နောက်နေလို့ရှိရင်နိုင်ငံခြားကိုတော့သွားတော့မှာဘလို့လဲဘာဖြစ်လို့လဲဆိုတော့ငါမင်းတို့လိုမျိုးမဟုတ်ကောက်တွေအားလုံးမယုံကြည်ဘူးလေရွာသားတွေအားလုံးကလည်းမင်းထက်ကိုသူ့မင်္ဂလာဆောင်ကိုအဲ့ဒီနေ့ကျမှလှုပ်ကြဖို့အတွက်ကိုတိုက်တွန်းတယ်ဖြစ်လို့လဲဆိုတော့နှစ်ပေါင်းများစွာတွေကဒါကရွာရဲ့ဒလိထုံးစံပဲဒါပေမဲ့မင်းထက်ကဒီစကားတွေကိုလုံးဝလက်မခံဘူးလေအဲ့ဒီနေ့ကိုလွယ်ပြီးတမင်တက်မင်္ဂလာဆောင်ကိုလှုပ်လိုက်တယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကအဲ့လိုရက်လွှဲပြီးတော့မင်္ဂလာဆောင်လှုပ်တဲ့ကားတစ်စီးထွက်သွားခဲ့တယ်မင်္ဂလာဆောင်နဲ့ဆိုင်းနေဘုံတန်းတွေလူတွေအားလုံးရဲ့ပျော်ရွှင်နေတဲ့အတန်တွေကညံနေခဲ့တာပေါ့မင်္ဂလာဆောင်ကားကလည်းတခြားရွာကိုသွားရမှာဒါပေမဲ့လမ်းလဲမှာပဲမင်္ဂလာဆောင်ကမတော်တဆမှုဖြစ်ပွားသွားခဲ့တယ်မင်္ဂလာဆောင်ကကြောက်ထဲကိုကြားသွားခဲ့တယ်တချို့တွေကခေါင်းကွဲတယ်တချို့တွေကကြောက်တုံးတွေပြီးပြီးတေးကြတယ်ရွာလူအယောက်90လောက်ကအဲ့ဒီမတော်တဆမှုဖြစ်ပွားပြီးတေးသွားကြတယ်ကရိုးသားလည်းအဲ့ဒီထဲမှာအပါဝင်ပဲပေါ့ခလေးတယောက်လည်းအဲ့ဒီထဲပါသွားတယ်တခဏအတွင်းမှာပဲမင်္ဂလာဆောင်ပုံစံကနေအာတုဘပုံစံကိုပြောင်းလဲသွားခဲ့တယ်အဲ့ဒါကြောင့်ရွာမှာလူတွေအားလုံးကဒီရိုးရာဓလေ့ထုံးစံကိုလက်ခံကြတယ်လူတွေအားလုံးကအဲ့ဒီရက်ဆိုလို့ရှိရင်အပြင်ကိုတော့မထွက်ကြတော့ဘူးဘသူပဲဖြစ်ဖြစ်အဲ့နေကြလို့ရှိရင်အပြင်ထွက်ရင်ကောင်းတဲ့အလုပ်တစ်ခုခုကိုအဲ့နေကြလို့ရှိရင်လုပ်ခဲ့ရင်အရန်ကိုကြောက်ဖို့ကောင်းတဲ့ကိစ္စတွေကိုလုပ်ပစ်တယ်မင်းထက်ကိုဒီကိစ္စတွေအားလုံးပြောပြလိုက်ပါတယ်သူ့ရွာရဲ့ဒီအကြောင်းတွေအားလုံးသူသိပါတယ်ဒါပေမဲ့စိတ်ကူးရင်ပုံမြင်လို့ပဲသူကလစ်လို့ရှူထားလိုက်ကြပါကျွန်တော်ကတော့အခုထိဒီစကားတွေအားလုံးကိုရှုံတန်းပုံမြင်တွေလို့ပဲထင်နေတယ်သူအဲ့လိုပြောတဲ့အချိန်မှာပဲကြည်ပြားရဲ့ခန္ဓာကိုယ်ကလေထဲမှာလွင်သွားပါတယ်ကြည်ပြားရဲ့ပါဇက်ထဲကနေယောက်ျားအတန်ကြီးတွေထွက်နေပါတယ်ငါတို့ဒီ main ကလေးကိုအမြဲတမ်းအတွက်ခေါ်သွားလိုက်မယ်ဘိုးတော်ဒါဘာတွေဖြစ်နေရလဲကျွန်တော်ရဲ့ကြည်ပြားလေးကိုကဲတင်ပေးပါမင်းထက်ရေဒါတွေအားလုံးငါမလုပ်ပေးနိုင်ဘူးအခုကဝိညာဉ်တစ်ကောင်နဲ့မဟုတ်ဝိညာဉ်တွေအများကြီးပဲငါမပြောနဲ့သူတို့ကိုဘယ်သူမှမရင်ဆိုင်နိုင်ဘူးခဏနေတဲ့အချိန်မှာတော့ကြည်ပြားရဲ့ခန္ဓာကိုယ်ကပိုဆိုးလာပါတယ်သူမပါဇက်ကနေသွေးတွေကျလာခဲ့ပါတယ်ခဏနေတဲ့အချိန်မှာတော့သူမတေးသွားပါတယ်သူ့အရှိမပဲတေးသွားတဲ့သူချစ်သူရဲ့အလောင်းကိုကြည့်ပြီးတော့မင်းထက်တယောက်အယူလိုမျိုးရှောက်អော်နေခဲ့ပါတယ်တောအုပ်ထဲမှာအိုးတီတီပြောပြီးရှောက်ပြေးနေပါတော့တယ်
ငါမှားခဲ့တဲ့ပြစ်ဒဏ်တွေရဲ့အဖြစ်ကိုဘာဖြစ်လို့ငါချစ်သူကိုပေးလိုက်တာလဲငါ့ကိုပေးငါ့ကိုအပြစ်ပေးငါ့ကိုအပြစ်ပေးအဲ့လိုမျိုးဗဇက်ကနေရေရောနေရင်းနဲ့ရှောက်ပြီးပြေးနေတဲ့မင်းထက်ကိုလည်းလူတွေတွေးလိုက်ကြရပါတယ်ဝိညာဉ်တွေအားလုံးကိုသူတောင်းပန်လိုက်ပါတယ်အခုထိအောင်အဲ့ဒီရွာမှာအောက်တိုဘာ31ရက်နေ့ကိုမကောင်းတဲ့နေ့ဖြစ်သတ်မှတ်ထားကြပါတယ်အဲ့ဒီနေ့ဆိုရွာကဘယ်သူမှရွာပြင်ကိုမထွက်ကြပါဘူးဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျမတို့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြရအောင်ပါကျေးဇူးတင်ပါတယ်ရှင်